င်္ဂလာပါ brain hack ကနေပြန်လဲကြိုဆိုလိုက်ပါတယ်လူသားတွေဟာလပေါ်ကိုခြေချနိုင်ခဲ့ပြီအင်္ဂါကျပေါ်ကိုရိုဘာဆေးကိုလွတ်တင်နိုင်ခဲ့ပြီဒါပေမဲ့ကျွန်တော်တို့ခြေချနေတဲ့ဒီကဘာကြီးပေါ်မှာနဲ့သိပ္ပံပညာရှင်တွေရှေးဟောင်းသုတေသနပညာရှင်တွေနှစ်ရာချီရှာဖွေနေပေမဲ့ဒီနေ့အထိဘယ်တော့မှရှာမတွေ့နိုင်တဲ့အကြီးမားဆုံးတိုးချက်တွေရှိနေပါတယ်ဒီနေ့မှာတော့ကမ္ဘာသမိုင်းကိုပြောင်းလဲခဲ့ပေမဲ့သူတို့ရဲ့နောက်ဆုံးခရီးမှာတော့ချင်းလာပြောက်ွယ်သွားလဲဆိုတာကိုရှာမတွေ့သေးတဲ့အကြီးမားဆုံးတိုးချက်သုံးခုကြောင့်ပြပြသွားပါမယ်။လက်ဆန္ဒပြင်ကြီးရဲ့ဥပမာပထမဆုံးတိုးချက်ကတော့သမိုင်းမှာအင်အားကြီးဆုံးစစ်ပြင်သွားဖြစ်တဲ့လက်ဆန္ဒပြင်ကြီးရဲ့ပြောဆုံးနေတဲ့ဥပမာပဲဖြစ်ပါတယ်။သူဟာအသက်32နှစ်အရွယ်မှာတင်ဂရိနိုင်ငံကနေအိန္ဒိယနိုင်ငံအထိကျယ်ပြန့်တဲ့ကမ္ဘာအကြီးမားဆုံးအင်ပါယာကြီးတစ်ခုကိုတည်ထောင်နိုင်ခဲ့သူဖြစ်ပါတယ်။ဒါပေမဲ့AD မတိုင်မီ323ခုနှစ်ဘာဘူးလိုမျိုးမှာသူရုတ်တရက်ကွယ်လွန်သွားပြီးတဲ့နောက်သူ့ရဲ့ရုပ်အလောင်းကဘယ်ရောက်သွားလဲဆိုတာယနေ့ထိဘယ်အနည်းဖြစ်နေတော့မှာသူ့ရဲ့ရုပ်အလောင်းကိုရွှေခေါင်းတလားလေးထည့်ပြီးအကျဉ်းနိုင်ခဲ့လက်ဆန္ဒနှုတ်နိုင်ခဲ့တယ်လို့ဆိုကြပါတယ်ဂျူလီယက်စီဇာနဲ့တီယိုဇိုစီယက်တို့လိုတမိုင်းဝင်ပုဂ္ဂိုလ်ကြီးတွေတောင်ဒီခုပိမှန်စီတွားရောက်အာရပြုခဲ့ကြတဲ့မှတ်တမ်းတွေရှိပါတယ်ဒါပေမဲ့ AD 400စုနောက်ပိုင်းမှာတော့လက်ဆန္ဒမျိုးဟာတဘာဝဘေးရန်တွေငလင်တန်တွေနဲ့ပင်လယ်ရေလိုင်းတန်တွေကိုခံရပြီးကိုဝိမှန်ကြီးလည်းပျောက်ကွယ်သွားခဲ့ပါတယ်။သိပ္ပံပညာရှင်တွေဟာလက်ဆန္ဒမျိုးအောက်တင်မကတဲကနာတွေအထိချိန်ပေါင်း150ကျော်သူ့ပေါ်ရှာဖွေခဲ့ကြပေမဲ့မတွေ့ခဲ့ရပါဘူး။သမိုင်းပညာရှင်အချို့ကတော့လက်ဆန္ဒပြင်ကြီးရဲ့ကိုဝိမှန်ဟာလက်ဆန္ဒမျိုးရဲ့ကမ်းခြေအောက်ပင်လယ်ကြီးအောက်မှာထောက်ထားနှိမ့်မြုပ်သွားပြီလို့ယုံကြည်နေကြပါတယ်။ကလီယိုပန်ထရာရဲ့အုပ်ခုဒုတိယမြောက်လိုအပ်ချက်ကတော့ခွာကျော်အီဂျစ်ရဲ့နောက်ဆုံးပြည်မှာကြီးကလီယိုပန်ထရာရဲ့အုပ်ခုပဲဖြစ်ပါတယ်။သူမဟာအလားပဉာဏ်ပညာနဲ့အာနာဇက်ကြောင့်တမိုင်းမှာရေပန်းစားဆုံးမိန်းမလတူပါ။ AD မတိုင်မီ30ခုနှစ်မှာသူမရဲ့ချစ်သူရောမစစ်သူကြီးမတ်အန်တိုနီနဲ့အတူစစ်ရှုံးပြီးတဲ့နောက်ကလီယိုပန်ထရာဟာဝေစိတ်နဲ့ကိုကိုအဆုံးစီရင်သွားခဲ့တာပါ။သမိုင်းမှတ်တမ်းတွေကရောမအင်ပါယာရဲ့ပထမဆုံးဧကရစ်ဩဂတ်စတကကလီယိုပန်ထရာနဲ့အန်တိုနီတို့ကိုခံညာထည့်သွားတဲ့အုပ်စုတစ်ခုမှာအတူတူညှိနှိုင်းခွင့်ပြုခဲ့ပါတယ်။ဒါပေမဲ့အဲ့အုပ်စုကပမာတယ်။တဲကနာရဲ့အောက်မှာလားဒါမှမဟုတ်ပင်လယ်အောက်မှာလားခုနောက်ဆုံးသိပ္ပံပညာရှင်တွေခေါင်းစားနေတဲ့အချက်ကတော့လက်ဆန္ဒမြို့အနီးတာဖိုစီရမကနာလို့ခေါ်တဲ့လက်ကုန်းအောက်ခြေမီတာ20ကျော်မှာခြေလျားတဲ့ဒီအောက်လိုင်ကောင်းတစ်ခုကိုတွေ့ရှိခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီလိုင်ကောင်းဟာရေတွေစွမ်းနေပြီးပင်လယ်ထဲအထိရောက်နေတာကြောင့်ရှာဖွေရေးဟာအလွန်ခက်ခဲပြီးကလီယိုပန်ထရာရဲ့ဥပိမှန်ကိုဒီနေ့ထိဖော်ထုတ်နိုင်ခြင်းမရှိခဲ့ပါဘူး။ဂျွန်ချစ်ခံရဲ့လှုပ်ဝက်မြုပ်နှံမှုနောက်ဆုံးသိပ္ပံပညာရှင်တွေဘယ်လိုမှရှာမတွေ့နိုင်တဲ့တတိယမြောက်လှုပ်ဝက်ချက်ကတော့မိုဂိုအင်ပါယာကိုတည်ထောင်ခဲ့တဲ့ကမ္ဘာအကြောင်းအရာဆုံးစစ်ဘီရင်ကြီးဂျန်ချစ်ခံရဲ့အုပ်စုဖြစ်ပါတယ်။သူဟာကမ္ဘာမြေပြင်ရဲ့အကျယ်ပြန့်ဆုံးနေမြေတွေကိုသိမ်းပိုက်နိုင်ခဲ့သူဖြစ်ပေမဲ့သူ့ရဲ့အုပ်စုကိုဘယ်သူမှရှာမတွေ့အောင်အသေးချာစီမံသွားခဲ့တာပါ1229ခုနှစ်မှာဂျန်ချစ်ခံကွယ်လွန်တဲ့အခါသူ့ရဲ့ဆန္ဒအရဘလို့အမှတ်သားဘလို့အုပ်စုမှမလုပ်ခဲ့ပါဘူးဂျန်ချစ်ခံရဲ့ရုပ်လောင်းကိုတည်ဆောင်သွားတဲ့စစ်သားတွေဟာလမ်းမှာတွေ့သည်မြလူမှန်သည်မြကိုလှုပ်ဝက်ပေါက်ကြားမှဆိုလို့ပုံတက်ပစ်ခဲ့ပါတယ်အလောင်းကိုနှုတ်နှံပြီးတဲ့အခါမှာလည်းငင်းကောင်ကြီးတစ်ထောင်ကျော်ကိုအဲ့ဒီမြေပေါ်မှာဖြတ်တန်းပြေးလွှားစေပြီးမြေပြင်ကိုညှိရတော့အောင်လုပ်ခဲ့ပါတယ်ဒါတည်းမကသေးပဲမြေမြုပ်မှုမှာပါဝင်ခဲ့တဲ့စစ်သားတွေကိုလည်းနောက်ထပ်စစ်သားစုကထပ်မံတစ်ပြက်ပစ်ခဲ့ပြန်ပါတယ်။ယနေ့ခေတ်မှာသိပ္ပံပညာရှင်တွေဟာဂျူရုတပ်ပုံရေဒါတွေကိုသုံးပြီးမော်ဂိုလီးယားနိုင်ငံရဲ့ကန်ကတိတောင်တန်းတွေမှာရှာဖွေခဲ့ကြပေမဲ့မော်ဂိုလူမျိုးတွေကိုယ်တိုင်ကဂျန်ချစ်ခံရဲ့အုပ်စုကိုရှာဖွေတာကိုဝိညာဉ်တွေနှောက်ယှက်မှဆိုလို့သဘောမတူညီခဲ့ကြပါဘူး။ဒါကြောင့်ဒီအုပ်စုဟာလည်းကမ္ဘာကြီးရဲ့ဘရောမရှာမတွေ့နိုင်တော့မှတိုးချက်တစ်ခုဖြစ်နေပါတော့တယ်။သမိုင်းရဲ့အထောက်အထားတွေဒီပညာတွေဘယ်လောက်ပဲတိုးတက်နေပါစေ။သဘာဝတရားကြီးနဲ့အချိန်ကာလကဒီအင်ပါယာကြီးတွေရဲ့နောက်ဆုံးနားကိုရာကိုတိုးချက်ဖြစ်သာသာဖုံးကွယ်ထားလိုက်ပြီးထင်ပါတယ်။သင်ရောဒီအုပ်စုသုံးခုတည်းကဘယ်အုပ်စုကိုအရင်ဆုံးရှာဖွေသိရှိစေခြင်းလဲခုမှရေးခဲ့ပါဦး။ခုလိုစိတ်ဝင်စားစရာကောင်းတဲ့ပုဂ္ဂိုလ်တွေကိုအမြဲတမ်းသိရှိနိုင်ဖို့အတွက်ကျွန်တော်ရဲ့ brain hack စာမျက်နှာကို subscribe နဲ့ follow လုပ်ထားဖို့မမေ့ပါနဲ့။နောက်တဲ့ဗီဒီယိုမှာပြန်ဆောင်ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်